ယခုနားဆင်ကြရတဲ့ဒေသချင်းလေးကတော့တန်လျာခရီးအတွက်ရင်အေးကြရအောင်ဆိုတဲ့ဒေသချင်းလေးဖြစ်ပါတယ်ရှင်ရေးဖွဲ့သူနဲ့တေးပြူတန်စင်ကတော့ဆရာတော်ဗတ္တန္တကုမာရမဟာဓမ္မယုံကျောင်းတိုက်ရေဦးမျိုးဖြစ်ပါတယ်ရှင်တီးဆိုသူကတော့ကျမတေးတန်ရှင်ရတနာတန်းနဲ့တီးခက်ပူဇော်သူကတော့ဂီတာမှုစန်းရဆရာဗတန်းတင်ကပါဝင်တီးခတ်ထားပါတယ်ရှင်နာတော်တာပန်းစင်တော်မူကြပါအောင်ဆိုရှင်ကျမတို့အားလုံးတေးဆုံးပြည့်တဲ့အခါမှာနော်30ဘုံတန်လျာခရီးဆက်ပြီးရှောက်ရမနော်ဘယ်ဘုံကလားဘယ်ဘုံသွားမှလဲအဲ့ဒါလဲကြိုတင်မသိနိုင်သနော်တတိတုတ်တန်ရလမ်းညွန်ပြဖို့ဆက်လျှောက်စရာငါပြလမ်းကြောင်းရှိတယ်နော်အမြဲထိတ်စရာအမှန်ပါနော်ငရဲပြိတ်တာတရိษံလူနဲ့နော်ကျမတို့အားလုံးသေဆုံးပြည့်တဲ့အခါမှာနော်30ဘုံတန်လျာခရီးဆက်ပြီးရှောက်ရမနော်ဘယ်ဘုံကလားဘယ်ဘုံသွားမှလဲအဲ့ဒါလဲကြိုတင်မသိနိုင်သနော်တတိတုတ်တန်အရလမ်းညွန်ပြဖို့ဆက်လျှောက်စရာငါပြလမ်းကြောင်းရှိတယ်နော်အမြဲထိုင်စရာအမှန်ပါနော်ငရဲပြိတ်တာတရိษံလူနဲ့နော်လာတော့ငါလဲအဖော်မပါတယောက်သေးပါနော်ပြန်သွားတော့လဲခွဲခွာရင်သာတယောက်သေးပါနော်တန်မယာခရီးမှာညနိုးကျင်နာတွေ့တာရတယ်ဇနီးမယားသမီးသားခင်မုန်းပစ္စည်းများလဲမပါသနော်ကြိုတင်ရှုမြော်မသေးခင်ပြုလုပ်ထားတဲ့ချောင်းထားမရကောင်းတရားကအဖို့အဖြစ်လိုက်ပါသနော်အချုပ်အားဖြင့်ဆိုရလေတော့တန်တရားဝမမလွတ်ခင်လေးမှာဘဝလမ်းကြောင်းမတိတ်ဆောင်ရအောင်ထိန်ကြောင်မို့လဲသတိထားပါနော်ဒုက္ကတိတန်တရာကျင်လဲရဖို့အရေးနဲ့ဘဝလွတ်မြောက်ရေးအတွက်ကံလမ်းပေါ်လဲရှောက်ကြပါနော်ညံလမ်းမို့လဲဖောက်ကြပါနော်ကံရောညံမှာနှဖျားဖြည့်စည်းကြမှာတန်တရားခရီးအတွက်ရင်အေးကြမယ်နော်ခရီးမှာညနိုးကျင်နာတွေ့တာရတယ်ဇနီးမယားသမီးသားခင်မုန်းပစ္စည်းများလဲမပါသနော်ကြိုတင်ရှုမြော်မသေးခင်ပြုလုပ်ထားတဲ့ချောင်းထားမရကံတရားကအဖို့အဖြစ်လိုက်ပါသနော်အချုပ်အားဖြင့်ဆိုရလေတော့တန်တရားမလွတ်ခင်လေးမှာဘဝလမ်းကြောင်းမတိတ်ဆောင်ရအောင်ထိန်ကြောင်မို့လဲသတိထားပါနော်ဒုက္ကတိတန်တရာ